ဒါကြောင့်ပေးရင်စိတ်မချမ်းမသာဖြစ်နေခဲ့တယ်။ရက်ပေါင်းများစွာစဉ်းစားပေမဲ့မင်းခွေးရဲ့ဒေါသကိုဘလို့ဖြေဖြောက်ရမလဲဆိုတာမစဉ်းစားနိုင်ခဲ့ဘူး။ຫນွေအုံနှောင်းပိုင်းရဲ့လေငင်းကအေးမြနေတယ်။ပန်းတွေကျွေလိုက်ပွင့်လိုက်ဖြစ်နေတယ်။ပေးရင်ကရက်တောင်ကိုဖြည်းဖြည်းခတ်ရင်ရင်ထဲကမတက်မတာဖြစ်နေတာကိုဖြေဖြောက်ဖို့စူးစမ်းနေခဲ့တယ်။အဲ့ဒီအချိန်မှာလေငင်းတစ်ချက်တိုက်လာပြီးစာရွက်လေးတစ်ရွက်ကသူ့ခြေရင်းကိုတွင်းကျလာတယ်။ပေးရင်ရဲ့မျက်စိကောင်းလွန်းတာကြောင့်စာပေါ်ကရင်းနှီးပေမဲ့မငြင်ညာတဲ့လက်ရည်ကိုတစ်ချက်တည်းနဲ့မှတ်မိလိုက်တယ်။မင်းဆွရေးတဲ့စာပဲသူအလွန်ဝမ်းသာသွားခဲ့တယ်။ကြပြပွဲတုန်းကသူ့ကိုပြောခဲ့တဲ့စကားတွေအတွက်နောင်တရပြီးဒီစာကိုပို့လိုက်တာလို့ထင်လိုက်တယ်။မစင်းစားတော့ပဲစာကိုချက်ချင်းဖွင့်ဖတ်လိုက်တယ်။စာထဲမှာစာကြောင်းနှစ်ကြောင်းပဲရှိပေမဲ့သူ့နှလုံးသားကိုပျော်ရွှင်မှုတွေနဲ့ပြည့်သွားစေခဲ့တယ်။ရှင့်ကိုလက်ထက်ရတာကျမဝမ်းသာပါတယ်။ဖြစ်နိုင်ရင်3ရက်အတွင်းကျမအိမ်ကိုလာပြီးတရားဝင်လက်ထက်ခွင့်တောင်းပေးပါ။ပေးရင်ပြုံးလိုက်တယ်။ဒါပေမဲ့ကြပြပွဲမှာမင်းဆွေကရှင့်ကိုမလက်ထက်ဘူးလို့ပြောခဲ့တာကိုပြန်သတိရလိုက်တယ်။ချက်ချင်းပဲမျက်နှာတင်းသွားပြီးတယောက်တည်းရေရွတ်လိုက်တယ်။အခုတော့လက်ထက်ချင်ပြီလား။ဒါပေမဲ့ငါကတော့အခုမလက်ထက်ချင်သေးဘူး။3ရက်အတွင်းလာတောင်းရမ်းပေးပါဆိုတာလား။မင်းဆွေ3ရက်ကြာပြီးနေဝင်တဲ့အထိစောင့်နေဦး။ငါလုံးဝမလာဘူး။ငါအပြင်ဘသူကမင်းကိုလက်ထက်ချင်သေးလဲဆိုတာကြည့်ချင်သေးတယ်။မင်းဆွေကအဲ့ဒီနေရာမှာမရှိတာကြောင့်ဒီစကားတွေဟာသူ့ကိုရည်ရွယ်ပြီးပြောတာမဟုတ်ဘူး။ပေးရင်ကကိုပြောနေတာသာဖြစ်တယ်။တကယ်တော့သူမင်းဆွေကိုအယမ်းချစ်တယ်။တခါတလေသူ့ကိုညံနေတယ်လို့စနောက်တတ်ပေမဲ့ချစ်တာကတော့ချစ်တာပဲ။ဒီဘဝမှာပြန်မွေးဖွားလာရင်တော့သူရွေးချယ်မဲ့သူကမင်းဆွေပဲ။ကိုယ်စိတ်ထဲကမကျေနပ်ချက်ကိုပြောပြီးသွားတော့စာကိုချထားလိုက်ပြီးရက်တောင်ခတ်ရင်ပျော်ပျော်ရွှင်ရွှင်ထွက်သွားခဲ့တယ်။သူကအိမ်ကိုအမြန်ပြန်ပြီးမင်းဆွေကိုလက်ထပ်ခွင့်တောင်းဖို့အမေကိုကူညီတောင်းမယ်လို့တွေးထားတာ။ကြပြပွဲမှာသူတို့သမီးမရွေးခဲ့လို့အမေကဒေါသထွက်နေတယ်။ဒါကြောင့်အမေရဲ့ကြိုက်ဆုံးတစ်ကြံပိုးပန်းမုံ Amanthus Cake ကိုအရင်ဝယ်ပြီးမှအမေကိုချော့မယ်လို့ဆုံးဖြတ်ထားခဲ့တယ်။တွေးလေပျော်လေဖြစ်နေခဲ့ပေမဲ့မုံဝယ်ပြီးအိမ်ပြန်ရောက်တာနဲ့အမေနဲ့တွေးဖို့တောင်အချိန်မရလိုက်ဘူး။အထက်ရာရှိကလူလွတ်လာပြီးမြို့ပြင်မှာအရေးပေါ်ပုံကံမှုဖြစ်နေတယ်။ချက်ချင်းသွားနေရမယ်လို့အမိန့်ပေးခဲ့တယ်။ပေးရင်ကလက်ထဲကမုံကိုကြည့်ရင်ခဏလောက်တွေးဝေနေခဲ့တယ်။နောက်ဆုံးမှာမုံကိုအစေခံစီပေးခဲ့ပြီးမြင်းမော်ခုံတက်ကမြို့တော်ကနေချက်ချင်းထွက်သွားခဲ့တယ်။ရက်အနှဲငယ်ပဲကြာမှာပါ။ပြန်လာပြီးမှမင်းဆွေကိုလက်ထပ်ခွင့်တောင်းလဲနောက်မကြသေးဘူး။ဒီဘဝမှာတော့သူမင်းဆွေကိုကောင်းကောင်းချစ်မယ်။ဘသူ့ကိုမှသူ့ကိုအနိုင်မကျင့်ခိုင်းဘူး။သူ့ကိုထပ်ပြီးနာကျင်အောင်လဲမလုပ်တော့ဘူး။အရင်ဘဝလိုရန်ဖြစ်ရင်ရင်းနစ်သေးတဲ့အဖြစ်မျိုးလဲလုံးဝမဖြစ်စေတော့ဘူး။ဒီဘဝမှာသူတို့နှစ်ယောက်ရဲ့အချိန်တွေကအများကြီးကြံသေးတယ်။စိမ့်လန်းနေတဲ့ထင်းရှူးပင်လန်းကြားကိုဖျက်လျှောက်လာရင်ရှေ့နည်းနည်းလှမ်းလိုက်တာနဲ့အိမ်တော်ရဲ့ဧည့်ခန်းမကြီးကိုရောက်တော့မယ်။နေဝင်ချိန်ရဲ့နေအောင်ကခန်းမကြီးတဲကိုဖြာကျနေတယ်။ဧည့်ခန်းထဲမှာလူ4-5ယောက်ရှိနေပြီးအဝေးကနေရင်းနှီးတဲ့အတန်တန်ကြားလိုက်ရတယ်။အံ့ဩစရာပဲ။မိမတွေကိုဘယ်တော့မှစိတ်မဝင်စားတဲ့ငါတို့မားကွက်အိမ်တော်ရဲ့သားကြီးကတကယ်ကြီးလက်ထပ်သွားတာလား။မင်္ဂလာပွဲကိုလည်းဒီလောက်အလင်းစလိုလုပ်လိုက်တော့ငါမျိုးတော်ပြင်မှာတာဝန်သွားထမ်းနေတဲ့အချိန်နဲ့တိုက်သွားတယ်။ငါကသူ့ညီအရင်ဖြစ်ပေမဲ့မင်္ဂလာအရက်တောင်တငုံမတောက်လိုက်ရဘူး။ပေးရင်ကကျမရဲ့လက်ကိုစုပ်ကင်ထားပြီးကျမလမ်းနဲ့အချိန်နဲ့အညီဖြည်းဖြည်းချင်းရှောင်နေခဲ့တယ်။တကားပေါက်ကိုရောက်တော့သူကအကျယ်ကြီးပြန်ဖြေလိုက်တယ်။ဒီကိစ္စကအကိုအမားပါပဲ။မင်းရောက်မကလူကြီးတွေကိုဂါရဝပြုပြီးတာနဲ့အကိုမင်းခန်းကိုမင်္ဂလာအရက်တိုးပို့ခိုင်းလိုက်မယ်။အကိုနဲ့ရောင်းမရဲ့မင်္ဂလာကံကောင်းခြင်းကိုမင်းလက်လို့မခံရစေရဘူး။ပြောပြီးတော့ကျမကိုတိုးတိုးလေးသတိပေးလိုက်တယ်။ခြေလမ်းအောက်ကတကားပေါင်ကိုသတိထား။ကျမကောင်းကြီးလိုက်ပြီးတကားပေါင်ကိုကြော်ဝင်လိုက်တယ်။ကျမတို့နှစ်ယောက်ခန်းမထဲဝင်လာတာနဲ့